Hello ဘလို့လို့ဆရာမလို့ရဲ့ရက်အားလေးရက်ကို day off လို့ပြောရမလား off day လို့ပြောရမလားဆိုပြီးဇဝေဇဝါဖြစ်နေသေးရဆိုရင်တော့ဒီ video လေးကိုအဆုံးထိကြည့်သွားလိုက်တော့နော် Okay ဒီနေ့တင်ပေးမှာတော့ day off နဲ့ off day ပဲဖြစ်ပါတယ် day off ဆိုတာကြောင့်ကိုအလုပ်လုပ်ဆရာမလို့ရဲ့ရက်အားလေးရက်ကိုပြောပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်ဥမာလေးတစ်ချက်ကြည့်ကြည့်အောင်နော်သူမခွင့်တရက်ယူခဲ့တယ်ဘာလို့ဆိုသူမဖျားနေလို့အရင် she took a day off because she was sick she took a day off because she was sickအဲ့ဆိုရင်နောက်ထပ်ဥမာလေးတစ်ချက်အဲ့ဆိုလို့ဆိုရင်နောက်ထပ်ဥမာလေးတစ်ချက်ကြည့်ကြည့်အောင်နော်ဒီဘက်တောက်ကြနေရကျမအားလည်းရပါအရင် Friday is my day off this week Friday is my day off this week ပဲဖြစ်ပါတယ်အဲ့ဆို off day ကိုတစ်ချက်ကြည့်ကြအောင်နော် off day ဆိုတာကြတော့အစင်မပြေရဲ့ဥမာဆိုလို့ဆိုရင်ဘာလို့လို့အစင်မပြေဘူးပေါ့နော်တခုအလွယ်အမှားမှားဖြစ်နေအောင်မျိုးပြောပဲဖြစ်ပါတယ်အဲ့ဆိုဥမာတစ်ချက်ကြည့်ကြည့်မယ်နော် သူဒီနေ့အစင်မပြေဘူးသူ့တော်ရီမိတ်ကြံခဲ့တယ်အရင် he is having an off day he forgot his keys he's having an off day he forgot his keys အဲ့ဆိုနောက်ဆုံးဥမာလေးတစ်ချက်ကြည့်ကြည့်မယ်နော်ငါအမားတွေလုပ်မိရတဲ့ sorry ပါဒီနေ့ကငါအတွက်အဆင်မပြေတဲ့နေ့ပဲအချာ I'm sorry I made so many mistakes it's just an off day for me I'm sorry I made so many mistakes it's just an off day for me ပဲဖြစ်ပါတယ်အဲ့ဆိုလို့ဆိုရင်နောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye